ယခုမှာတော့အီရန်နဲ့အစ္စရေးနိုင်ငံကြားကသမိုင်းဖြစ်ရပ်များနဲ့ယခုဖြစ်ပွားနေတဲ့စစ်ပွဲများအကြောင်းတင်ဆက်ချင်ပါတယ်။အီရန်နဲ့အစ္စရေးရဲ့အကြက်တဲကိုဘာလို့ဖြစ်ရတယ်လဲဆိုတာသူတို့ရဲ့သမိုင်းအနှဲငယ်နဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်။အဆုံးထိနားဆင်ဖို့ဖိတ်ခေါ်ချင်ပါတယ်။ကမ္ဘာပေါ်မှာမတူညီတဲ့ယုံကြည်ချက်တွေကြောင့်ဟိုရင်ကအတူတိုးတက်လာတဲ့နှစ်နိုင်ငံဟာအီရန်နိုင်ငံရဲ့ရှားဘုရင်လက်ထက်မှာဖြစ်ပွားခဲ့တဲ့အီရန်ရဲ့အကြီးမားဆုံးတော်လှန်ရေးပြီးတဲ့နောက်ပိုင်းမှာအစ္စရေးနဲ့ဆက်ဆံရေးဟာပြောင်းလဲလာခဲ့ပါတယ်။အရင်ခေတ်ရှားဘုရင်လက်ထက်မှာတော့အီရန်ဟာအမေရိကန်အစ္စရေးနဲ့တဲ့အောင်ပေါင်းတက်တာဖြစ်ပါတယ်။ရှားဘုရင်ဖြုတ်ချခံရပြီးဘာသာရေးကောင်ဆောင်ဒူဟိုလာခေါ်မိုင်းနီတက်လာပြီးတော့အစ္စရေးနိုင်ငံတည်ရှိမှုကိုသဘောမကျဘဲနဲ့အီရန်ကနျူကလ িয়ার လက်နက်ရအောင်လုပ်ပြီးတော့အစ္စရေးနိုင်ငံကိုမြေုံကနေဖျောက်ပစ်မယ်လို့အီရန်အစိုးရကပြောကြတာဖြစ်ပါတယ်။အခုတော့အစ္စရေးနိုင်ငံရဲ့သမိုင်းနှဲငယ်ပြန်ကြည့်ကြရအောင်ပါ။အစ္စရေးနိုင်ငံကို1948ခုနှစ်မှာတရားဝင်ထူထောင်ပြီးနောက်ပိုင်းမွတ်စလင်နိုင်ငံအများကြီးကမကြိုက်ကြပါ။အထူးသဖြင့်အီရန်ကယုံကြည်မှုကွဲလွဲမှုကြောင့်အစ္စရေးကိုအပြစ်တင်လေးရှိပြီးသူ့ကိုပျက်စီးစေခြင်းနဲ့ဆိုတာကိုလူသိများပါတယ်။အီရန်ဟာဂျူးလူမျိုးတွေရဲ့နိုင်ငံကိုဟိုရင်ကစားပြီးကိုယ်တိုင်မတိုက်ခိုက်ခင်ကတည်းကလက်နက်ပေးမှုအဖွဲ့အစည်းတွေထောက်ခံမှုနဲ့တဆင့်တခြားကနေအစွဲပြုပြီးတိုက်ခိုက်ခဲ့တာများပါတယ်။လက်ရှိမှာလည်းအီရန်ဟာဟက်ဇ်ဘိုလာ၊ဟာမတ်စ်စတဲ့အဖွဲ့တွေကိုလက်နက်နဲ့ငွေပေးပြီးအစ္စရေးကိုတိုက်ခိုက်ခိုင်းနေတုန်းပါ။2023ခုနှစ်အောက်တိုဘာမှာဟာမတ်စ်အဖွဲ့ကအစ္စရေးမြို့တွေကိုအကြမ်းဖက်တိုက်ခိုက်ခဲ့ပြီးနောက်အစ္စရေးကပြင်းပြင်းထန်ထန်ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။အဲ့ဒီခါကလေးကဂါဇာဒေသမှာပြည်သူပေါင်းများစွာသေဆုံးခဲ့ပြီးကမ္ဘာတဝန်းကစိုးရိမ်မှုတက်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲအီရန်ကလည်းပြောလိုက်ပါတယ်။အစ္စရေးရက်မသွားရင်တိုက်ရိုက်တိုက်ခိုက်လှုပ်ရှားမယ်လို့ပြောပါတယ်။2024ခုနှစ်နောက်ပိုင်းမှာတော့အစ္စရေးနဲ့အီရန်အကြားတိုက်ခိုက်မှုကတိုးလာတဲ့အခါလေကြောင်းတိုက်ခိုက်မှုတွေဒုံးကျည်ပစ်ခတ်မှုတွေဖြစ်လာပါတယ်။အီရန်ရဲ့လက်နက်အထောက်ပံ့နဲ့ဟက်ဇ်ဘိုလာအဖွဲ့အစ္စရေးမြောက်ပိုင်းကိုဒုံးကျည်နဲ့ထက်ခါပစ်ခတ်လိုက်ပါတယ်။အစ္စရေးလည်းထိခိုက်မခံနိုင်ပါဘူး။သူတို့လေကြောင်းတပ်နဲ့ပြန်တိုက်လိုက်ပါတယ်။အီရန်ပိုင်စောက်အုံတွေစစ်ရေးဌာနတွေကိုတိုက်ခိုက်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲအီရန်အတွက်လည်းဒေသအတွင်းစစ်ဖြစ်မယ်ဆိုတာအလွန်ကြောက်မက်စရာဖြစ်လာပါတယ်။ယခုအချိန်မှာအီရန်နဲ့အစ္စရေးတိုက်ခိုက်နေခြင်းမှာတတိယနိုင်ငံတွေကစစ်တပ်တွေစီးပွားရေးတွေနဲ့သူတို့ရဲ့အကျိုးစီးပွားများပါဝင်လာပါတယ်။အမေရိကန်ကတော့အစ္စရေးကိုထုံးစံအတိုင်းထောက်ခံပြီးအီရန်ဘက်ကအခြားအဖွဲ့တွေကိုစနစ်တကျထောက်ပံ့နေပါတယ်။အစ္စရေးဘက်ကလည်းနိုင်ငံတကာမှာမဟာမိတ်တွေတိုးတက်လာသလိုအချို့အနောက်နိုင်ငံတွေကလည်းထောက်ခံမှုပါလာပါတယ်။တမင်တရာစုတိုင်မဆုံးနိုင်တဲ့ရန်ဖွဲ့မှုတစ်ခုလည်းဖြစ်နေပါတယ်။ပြီးတော့သူတို့ဟာတဆင့်ခံတိုက်ခိုက်ကြရာကနေအားမရတော့ပဲ2024နှစ်ထဲမှာတော့တိုက်ရိုက်တိုက်ခိုက်မှုတွေပြုလုပ်လာကြပါတော့တာအားလုံးအသိဖြစ်ပါတယ်။နောက်ပြီးတော့ဒါနဲ့တင်မရက်မနာကြပဲအစ္စရေးကအစစ်တစိုက်ပြောနေတဲ့အီရန်နျူကလ িয়ার လက်နက်ပြုလုပ်နေမှုကိုအထူးစိုးရိမ်ကြောင်းအနောက်နိုင်ငံများနဲ့တကမ္ဘာလုံးကိုပြောခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်ကတော့အစ္စရေးကိုထောက်ခံပေမဲ့အီရန်ကိုတိုက်ခိုက်မှုမှာတော့မပါဝင်ချင်ပါဘူး။ဘာလို့လဲဆိုတော့ကမ္ဘာစီးပွားရေးရေနံနဲ့တဘာဝတက်ငွေတွေဈေးထိုးတက်လာပြီးတော့ပြည်သူတွေအခက်ခဲနဲ့ရင်ဆိုင်ရမှာကိုအမေရိကန်ခေါင်းဆောင်တွေကမလိုလားလို့ပါ။ဒါကြောင့်လဲအမေရိကန်ကအီရန်နဲ့ဆွေးနွေးပွဲအကြိမ်ကြိမ်လုပ်နေရတာပါ။ဒါပေမဲ့ဆွေးနွေးပွဲတွေဟာအောင်မြင်မှုထင်သလောက်မရခဲ့ပါဘူး။နောက်ဆက်တွဲအကျိုးဆက်လည်းရှိလာမှာပါ။ဒါကြောင့်အစ္စရေးကမစောင့်နိုင်တော့တာကြောင့်အီရန်နျူကလ িয়ার လက်နက်မရခင်စက်ရုံတွေကိုဖျက်ဆီးဖို့အမေရိကန်ရဲ့ထောက်ခံမှုကိုလိုချင်ခဲ့တာဖြစ်ပါတယ်။ဆွေးနွေးပွဲတွေဟာလည်းမအောင်မြင်သေးတော့အမေရိကန်ကတိုက်ရိုက်မပါဝင်ဘဲနဲ့အစ္စရေးကအီရန်ကိုတိုက်ခိုက်ဖို့ခွင့်ပြုလိုက်ပါတယ်။ဇွန်လ23ရက်မှာတော့ကမ္ဘာတဝန်းစိတ်လှုပ်ရှားစေမိအစ္စရေးရဲ့စစ်စင်ရေးတစ်ခုကစတင်လာပါတယ်။အဓိကရည်ရွယ်ချက်ကတော့အီရန်နိုင်ငံရဲ့နျူကလ িয়ার စမ်းသပ်မှုစစ်ရေးဌာနတွေတပ်ဖွဲ့ခေါင်းဆောင်တွေအပေါ်တိုက်ခိုက်ဖျက်ဆီးဖို့ပါ။ဒီစစ်စင်ရေးမှာအစ္စရေးအထူးစစ်တပ်တွေလေတပ်နည်းပညာမြင့်တုံးတွေနဲ့ခေတ်မီသတင်းချက်အလက်ရယူရန်စနစ်တွေကိုအသုံးပြုထားပါတယ်။နျူကလ িয়ার စက်ရုံတွေဒါမှမကပဲစစ်တပ်ခေါင်းဆောင်တွေကိုပါတိုက်ခိုက်ဖျက်ဆီးမှုတွေကိုစနစ်တကျချမှတ်ထားပါတယ်။အီရန်ရဲ့နျူကလ িয়ার စွမ်းအားတိုးမြင့်မှုကိုတားဆီးဖျက်ဆီးဖို့ကြိုးစားတဲ့စစ်စင်ရေးဖြစ်အစ္စရေးဆိုရကကြေညာခဲ့တာလည်းဖြစ်ပါတယ်။အီရန်ဘက်ကလည်းတုံ့ပြန်မှုလည်းအတော်လေးကြီးမားပြီးအစ္စရေးမြို့ကြီးတွေမှာတော့ပျက်စီးမှုအချို့ရှိလာပါပြီ။အစ္စရေးကတော့အိုင်းတွန်းတုံးတွေနဲ့ကာကွယ်နိုင်ခဲ့ပေမဲ့အချို့တုံးကြီးတွေကမြို့ကြီးတွေထဲထိခိုက်ခဲ့ပါတယ်။အဲ့ဒီထဲမှာတော့အီရန်ရဲ့စစ်တပ်ကြီးကဲနဲ့ထိပ်တန်းရေးပါသောခေါင်းဆောင်မြောက်များသေဆုံးခဲ့ပါတယ်။နျူကလ িয়ার သုတေသနဌာနမှဦးဆောင်သူတချို့လည်းထိခိုက်သေဆုံးခဲ့ကြတယ်လို့သတင်းထုတ်ပြန်ခဲ့ကြပါတယ်။အမေရိကန်ပြည်တိုင်နဲ့ဂျာမနီတချို့ကအစ္စရေးဘက်ကဆင်နွှဲမှုကိုထောက်ခံဖော်ပြထားပြီးတချို့မူစလင်နိုင်ငံတွေကတော့အီရန်ဘက်ကတုံ့ပြန်မှုအနေနဲ့ပြစ်တင်ခဲ့ကြပါတယ်။ပြစ်ခတ်မှုအပြန်အလှန်ကြားထဲမှာအပြစ်မဲ့သူငယ်များမိသားစုများလည်းအခက်အခဲနဲ့ရင်ဆိုင်နေရပါတယ်။
ဒါပေမဲ့လည်းသူတို့ဟာတစ်ဖက်နဲ့တစ်ဖက်အရှုံးမပေးဘဲဆက်လက်တိုက်ခိုက်နိုင်ပုံရှိပြီးအစ္စရေးကတော့သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့အီရန်ရဲ့နျူကလ িয়ার လက်နက်စက်ရုံတွေကိုအပြီးအပိုင်ပျက်စီးဖို့လှုံ့ဆော်ခြင်းနေတာဖြစ်ပါတယ်။အခုမှတော့ဘယ်လောက်ထိဖျက်ဆီးနိုင်ပြီလဲဆိုတာမသိရှိသေးတာကြောင့်ပြီးတော့အမေရိကန်ကနဲ့အီရန်ညှိနှိုင်းမှုကလည်းဘယ်လိုပဲပုံဖြစ်မလဲဆိုတာမသိရသေးတာကြောင့်အခြေအနေကစောင့်ကြည့်ရမယ့်အနေအထားတစ်ခုပါ။ဟုတ်ကဲ့ပါကြည့်ရှုပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်။